အခုတခါတော့ rotation metric ပါเนาะ rotation metric တခုထုတ်ယူပြီးတော့ကျွန်တော်တို့ image ကိုကျွန်တော်တို့ wrap affine method ထဲမှာအဲ့ metric ကိုထည့်လိုက်လို့ရှိရင် image က rotate ဖြစ်သွားပါတယ်เนาะအဲ့တော့အဲ့ရလေးလုပ်ကြည့်အောင်အဲ့တော့ rotation metric ကိုထုတ်ယူခြင်းနဲ့ဆိုလို့ရှိရင်တော့ computer vision ထဲမှာ get rotation metric ဆိုတဲ့ 2D ဆိုတဲ့ method လေးရှိပါတယ် rotation metric မထုတ်ခင်မှာ row ဘလောက် column ဘလောက် x ဘလောက် y ဘလောက်မှာ rotate ဖြစ်မလဲဆိုတာလေးသတ်မှတ်ပေးဖို့လိုပါတယ်အဲ့တော့ကျွန်တော် image ရဲ့ row နဲ့ column ကိုဆွဲထုတ်လိုက်မယ် row column channel ပေါ့ dot shape နဲ့ဆွဲထုတ်လိုက်မယ်ဟုတ်ပြီအဲ့တော့ကျွန်တော် center မှာပဲ image ကို rotate ဖြစ်စေချင်တယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော် rotation metric တခုထုတ်မယ် cv.get rotation metric 2D ပေါ့နော်အခါကျတော့ကျွန်တော်တို့ center ရှိတဲ့နေရာဒီrow by 2 x နေရာပါ row by 2ဆိုသူ့ကို table ထဲမှာထည့်ရမယ် row by 2နောက်တစ်ခုက column ပေါ့နော် sorry column by 2 column နဲ့စမယ် column by 2နောက်တော့ next က row by 2ဟုတ်ပြီ row by 2ဆိုတာဆိုရင်ကြာပြီ okay အဲ့ဒါပြီးရင်ဘာကြံသေးလဲဆိုတော့ကျွန်တော်တို့ဘယ်လောက် degree rotate ဖြစ်ချင်တာလဲ0ဆိုရင်တော့ဒါပုံမှန်တိုင်းပဲအတဲ့ပဲရပါလိမ့်မယ်90 degree เนาะ90 degree rotate ဖြစ်တာလိုချင်တယ်ပြီးတော့ကျွန်တော်တို့ scale ပေါ့เนาะ scale ကဘယ်လောက်ထားမှာလဲ1ပဲထားမှာလား1ဆိုရင်တော့ဒါ original site အတိုင်းပဲ rotate ဖြစ်ပါလိမ့်မယ်1အောက်ငယ်သွားမယ်ဆိုလို့ရှိရင်တော့ပုံလေးကတေးသွားပါလိမ့်မယ်เนาะဟုတ်ပြီလောလောဆယ်တော့1ပဲထားလိုက်မယ် print r ဟုတ်ပြီဒါဆိုရင် rotation metric ထွက်လာပါလိမ့်မယ်ဟုတ်ပြီကြည့်ပြီးကျွန်တော်တို့ဘာလုပ်မလဲဆို output လေးလုပ်အောင် output ဒီကျွန်တော်တို့ cv.wrap affine affine နဲ့ပဲခုနကတော့လို့ transition တွေတုန်းကလို့ကျွန်တော်တို့ဒီ rotation metric လေးကိုထည့်ပေးမယ်ပြီးတော့သူ့ရဲ့ column နဲ့ row ကိုလည်းထည့်ပေးမယ်เนาะသူမှာပါတဲ့ column နဲ့ row ကိုထည့်ပေးမယ်ဟုတ်ပြီအဲ့ဒါဆိုရင်ကျွန်တော်တို့ကြည့်အောင် image ရဲ့ output equal to เนาะဒါဆိုရင်ရပါပြီအဲ့တော့စမ်းကြည့်အောင်ကျွန်တော်တို့ဒီဥပမာလေး order enter နှိပ်လိုက်ဒါဆို rotation metric ထွက်လာပါတယ်ဒါဆိုရင်90 degree rotate ဖြစ်သွားတာပါเนาะဒါကတော့ scale ရော scale ကိုခုကျွန်တော် 0.5 ထားလိုက်မယ်ဆိုလို့ရှိရင်တည်သွားမှာပေါ့เนาะ okay ဟုတ်ပြီအဲ့တော့ကျွန်တော်တို့ work cam ပေါ်မှာလည်းအဲ့လို rotate ဖြစ်အောင်လုပ်လို့ရတယ်အဲ့တော့ work cam ပေါ်မှာ rotate ဖြစ်အောင်လုပ်မယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ဟို rotation ဖြစ်နေတဲ့ effect လေးဖြစ်အောင်လုပ်မယ် looping ပတ်ပြီးတော့ rotate ဖြစ်မဲ့ degree ကိုကျွန်တော်တို့ပြောင်းမိမယ်ဗျာเนาะအဲ့လိုပြောင်းမိဖို့ဆိုလို့ရှိရင်အခုကျွန်တော်တို့ဒီမှာ angle နဲ့ scale နဲ့ကို angle 0ပဲထားတာတည် scale တာပြီးတော့ image ကိုဖတ်မယ်เนาะ image camera ဖွင့်ပြီးတော့ image ကိုဖတ်မယ်ဖတ်ပြီးလို့ရှိရင်အခုဘာလုပ်မှာလဲဆိုတော့ကျွန်တော် angle က360ကျော်နေလို့ရှိရင်0ကပြန်စနိုင်အောင်လုပ်ပေးလိုက်မယ်0 angle equal 0เนาะဟုတ်ပြီ0ပြီးလို့ရှိရင်ဒါဆိုရင်ကျွန်တော်တို့ rotation metric ယူတော့မယ် r cv.get metric 2d okay အဲ့ဒါဆို image ထည့်မယ် sorry image မဟုတ်ဘူးကျွန်တော်ခုနကတော့ပြောတယ် column ထည့်မယ် column column by 2 column by 2ပြီးတော့ row by 2เนาะအဲ့တခုထည့်မယ်ပြီးတော့ rotation ဖြစ်မဲ့ပမာဏကတော့ angle လို့ပဲကျွန်တော်ထည့်လိုက်မယ်เนาะဘာဖြစ်လို့လဲဆိုတော့သူက looping ပတ်ပြီးတော့နေအများလုပ်ပြီးမှမလို့ပေါ့เนาะအဲ့တော့ print r တော့ကျွန်တော်မထည့်တော့ဘူးဒီတစ်ခါအဲ့တော့ကျွန်တော် output ကိုပြီးလို့ရှိရင်ကျွန်တော်ဘယ်ထဲထည့်မှာလဲဆိုတော့ wrap affine နဲ့ကျွန်တော်ကောက်ထည့်လိုက်မယ် output အဲ့တော့ cv.wrap affine image ထည့်မယ်ပြီးတော့ rotation metric r ထည့်မယ်ပြီးလို့ရှိရင် column နဲ့ row နဲ့ထည့်ပေးမယ် column row ဟုတ်ပြီအဲ့တော့ output က sign လုပ်ပေးမယ်ဒါဆိုရင်တော့ကျွန်တော်တို့ print ထုတ်လိုက်လို့ရပြီ print ထုတ်မယ် I'm show နဲ့ထုတ်ပြမယ် I'm show နဲ့ထုတ်ပြပြီးတခုရှိတာကျွန်တော်တို့ angle ကိုဟိုတစ်တူးပေးလိုက်တာပိုကောင်းပါတယ် angle
plus 1เนาะဟုတ်ပြီအဲ့ဒါဆိုဒီ program ကိုကျွန်တော်လေ့လာကြည့်အောင် order enter နှိပ်လိုက်မယ် angle က360ဆိုတဲ့နေရာမှာမှားနေတယ် equal to တစ်ချက်လို့ခဲ့တယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒါဆိုလို့ရှိရင်တခုမှားနေသေးတယ် rod a file မှာ image ရဲ့ row ရဲ့ column ရဲ့ဒါလေးပဲမရသေးဘူးနောက်တစ်ခုလို့ပေါ့နော်အဲ့တော့ခဏကို restart ပြန်ချလိုက်မယ် rod a file မှာစလုံးပေါင်းမှားနေတာဖြစ်ပါလိမ့်မယ်ဟုတ်ပြီအဲ့တော့စလုံးပေါင်းမှားနေနေအောင်ကျွန်တော်ပြန်ကြည့်မယ် image r ပြီးတော့ row နဲ့ column နဲ့ row နဲ့ okay ဒီမှာ image မဟုတ်တော့ဘူးကျွန်တော်တို့ output ဖြစ်သွားပြီဟိုဒီ beauty output okay function take two argument ဒီမှာ3ခုတော့ယူထားတယ်3ခုတော့ယူထားတယ်ဆိုတော့ကျွန်တော်ဒီ red a file ကိုကျွန်တော်တစ်ချက်သွားကြည့်မယ် image r colon row get rotation matrix 2D colon row angle scale okay တွေ့ပါပြီကျွန်တော်ဒီနေရာမှာကြိုင်ခဲ့တာဟုတ်ပြီဒါဆိုရင်အခု run လိုက်ရင် rotate ဖြစ်နေတဲ့နေရာကိုတွေ့ရပါလိမ့်မယ်เนาะ rotate ဖြစ်နေတဲ့နေရာကိုပြောင်းချင်လို့ရှိရင်ဒီမှာ row နဲ့ column နဲ့ပဲဒီမှာဆိုလို့ရှိရင် get row နဲ့ column ပဲထားမယ်ဆိုလို့ရှိရင် row column မဟုတ်ကျွန်တော်0နဲ့200နဲ့ထားကြည့်လိုက်မယ်ဒါဆိုရင် rotation ဖြစ်တဲ့နေရာကွာသွားတာပါလိမ့်မယ် h က0ဖြစ်မယ် y က200ဒီနေရာကိုစင်တာပြုတ်ပြီးတော့ rotate ဖြစ်နေတာကိုတွေ့ရပါလိမ့်မယ် okay ဒါက webcam ပေါ်မှာ rotate လုပ်တာပါနောက်တော့ rotate on image rotate on image ကတော့ကြာမှာဆိုလို့ရေးမပြတော့ဘူးသို့တော့တူတူပဲဖြစ်ပါတယ်သဘောတရားခုနဟာနဲ့เนาะဒါပုံဖတ်လိုက်တယ်ပုံဖတ်ပြီးတော့မှခုနကလို white loop ထဲမှာပုံပြတဲ့အချိန်မှာ rotation matrix တစ်ခုဆက်ထုတ်ပြီးတော့ကျွန်တော်တစ်တိုးသွားပြီးတော့ rotate ဖြစ်စေတာပါเนาะအဲ့တော့ပုံကိုကြည့်လိုက်လို့ရှိရင်ဒါ rotate ဖြစ်နေပါပြီเนาะဒီမှာပုံလေးကသေးနေတယ်ဘာဖြစ်လို့သေးနေရလဲဆိုတော့ဒီမှာ 0.5 ဖြစ်နေလို့ပါ okay ပါနေ့သင်ခန်းစာကိုသွားရအောင်